ဒီနေ့မိမိကဓာတ်ပုံရိုက်ဖို့ကောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခါရှေးဟောင်းလက်ရာတွေနဲ့ပြေးနေတယ်ပေါ့နော်ဓာတ်ဖန်ဆရာနေရာကောင်းတဲ့နေရာလေးတစ်ခုခေါ်သွားပြပါမယ်ဒါကတော့သူမွေဖျားလို့ခေါ်တယ်လို့ပြောတယ်ပေါ့နော်မွေဖျားခေါ်သူကနဂါဖျားလို့လည်းခေါ်လို့ရတယ်ဒါဖုန်းကြီးเจ้าပေါ့နော်တကယ်တော့ဖုန်းကြီးเจ้าမှာသူကဒီလိုမျိုးဓာတ်ပုံရိုက်စရာကောင်းတဲ့ဖုန်းကြီးเจ้าထဲမှာဓာတ်ပုံရိုက်စရာကောင်းတဲ့နေရာလေးတွေလုပ်ပေးထားတာပါအဲ့ဒီမှာမင်းလိုက်ပြမယ်ပေါ့နော်အရန်ကိုလှပြီးတော့တကယ်ကိုမမြင်ဘူးပေါ့နော်တချို့ကျုံသားတွေနဲ့လှုပ်ထားတယ်တစ်သားတွေနဲ့လှုပ်ထားတဲ့ဟာဆိုအများကြီးပဲပေါ့နော်အထက်မှာလိုက်ကြည့်ခင်နော်ဒီလိုမျိုးဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးလည်းလုပ်ပေးထားတယ်ပေါ့နော်ဒီမှာပါ decoration လေးတွေလုပ်ပေးထားပါတယ်ဒါကတော့ဖုန်းကြောင်းထဲမှာပေါ့နော်ဒီလိုမျိုးလာတဲ့သူအရင်များတယ်ပေါ့နော်လာတဲ့အများကြီးခရီးသွားတွေအများကြီးလာကြပါတယ်ဒီဘက်မှာလည်းဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေပေါ့နော်ဒါကတော့ background လေးတွေလုပ်ပေးထားတာပါရှေးဟောင်းတကယ်ကိုရှေးဟောင်းပစ္စည်းတွေနဲ့ပြည့်နှက်နေတယ်ပေါ့နော်ရှေးဟောင်းပစ္စည်းတွေစိတ်ဝင်စားတဲ့သူဆိုလို့ရှိရင်အရန်ကိုဒီဖုန်းကြောင်းလေးကအရန်ကိုအဆင်ပြေတယ်ပေါ့နော်ဒီမှာပါဒါကတော့ရှောက်လန်းမှာသူကလေဒီအပေါ်ကဒီအပြဒီတစိပ်ပြားလေးနဲ့ပေါ့နော်ပြီးအဲ့ဒီမှာမှသူကပါရှိလဲဆိုတော့သူဟိုဟာရှိတယ်ဗာလဲမီးလေးတွေပေါ့နော်မီးလေးညဆိုရင်တော့တော်တော်လှမှာပါမီးလေးနဲ့လာဆင်ထားပါတယ်ဒါရှောက်လန်းမှာသွားတဲ့ရှောက်လန်းတစ်ရှောက်လုံးမှာဒီလိုမျိုးလေးတွေနဲ့decoration ဆင်ထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်းကြီးတွေနဲ့ပေါ့နော်ကျွန်းတက်သားကျွန်းကြီးတွေနဲ့လည်းလာဆင်ထားပါတယ်ပြီးတော့ဒီဘက်မှာလည်းတရားရှိတယ်ပေါ့နော်ရေကန်ထဲမှာလည်းငါးအကြီးတွေပေါ့နော်ငါခုဒီတရားမှာငါးစာကျွေးလို့ရပါတယ်တချို့ကြတော့ငါးစာကျွေးကြတယ်ပေါ့နော်ဆူတောင်းပြီးတော့ငါးစာကျွေးကြတာတွေလည်းရှိပါတယ်ဒီမှာပါငါးအကြီးတွေပေါ့နော်တကယ်ကိုကြီးတွေပါကြီးတွေပြီးလို့ရှိရင်ဒီတရားလေးမှာလည်းတက်ဖန်လို့ရပါသေးတယ်သူလုံးဝသူမိဖုံးလေးတွေနဲ့သူလှဆင်ထားတယ်ပေါ့နော်တကယ်ကိုဓာတ်ပုံရိုက်စရာနေရာအများကြီးနဲ့ပေါ့နော်ဓာတ်ပုံရိုက်စရာနေရာအများကြီးရှိပြီးတော့တကယ်ကိုဒီဘက်မှာလည်းရှိပါသေးတယ်ဒီဘက်မှာလည်းဓာတ်ပုံရိုက်စရာနေရာပေါ့နော်သူတို့ဒီခေါင်းလောင်းလေးတွေလေခွက်ကလေးတွေနဲ့ပေါ့နော်ကျွေးခေါင်းလောင်းလေးကျွေးခေါင်းလောင်းလေးနဲ့ဒီဘက်မှာထိုင်လို့လည်းရတယ်ထိုင်ပြီးဓာတ်ပုံရိုက်လို့လည်းရတယ်ပေါ့နော်အရန်ကိုများပါတယ်ဓာတ်ပုံရိုက်စရာနေရာဓာတ်ဖန်စရာနေရာတိတ်ပြီးတော့မတိကြဘူးလေပြောတယ်ပေါ့နော်တချို့ကားဆရာပြောတာတော့တချို့ကြတော့လည်းမဝင်ဘူးပေါ့နော်မဝင်တဲ့ခါကျတော့တချို့ကြတော့လည်းဝင်ပါတယ်အခုကျွန်တော်တို့ကတော့ဝင်လေတဲ့ခါကျတော့အများကြီးဓာတ်ဖန်ခဲ့ရတယ်ပေါ့နော်ဒီဘက်မှာလည်းအရန်လှတဲ့လမ်းလျှောက်လမ်းရှိတယ်ပေါ့နော်ဒီမှာပါ
decoration ပြင်ထားတဲ့ကြနနပါပဲတက်ဖန်ရှင်တဲ့သူတွေအတွက်ကတော့ share ပဲပေါ့နော်မနေ့ပိုင်းကျတော့လူလည်းနည်းနည်းရှင်းတယ်နော်ဒါကျွန်တော်တို့မနေ့ပိုင်းပေါ့နော်မနေ့ပိုင်း9နာရီခွဲအဲ့ဒီဝတ်ကျင်လောက်ပါဒီဘက်မှာလည်းရှေ့ဟောင်းပစ္စည်းတွေနဲ့သူတေးသေးရှာရှာကို decoration ဆင်ထားတာတွေ့ရပါတယ်ဒီလိုမျိုးပပူးပေါ့နော်ဒီတက်သားတွေနဲ့ပပူးနဲ့ထူပြီးတော့ကြနနအလှဆင်ထားတာလည်းတွေ့ရပါတယ်ဒီဘက်မှာလည်းအများကြီးပေါ့နော်လိုက်ကြည့်ပြီးပေါ့မဲဆောက်နဲ့15မိနစ်လောက်ပဲကာစီရတာမို့သွားချင်နေဆိုရင်တော့သွားဖို့ပြောချင်ပါတယ်တကယ်တက်ဖန်ချင်တဲ့သူတွေအတွက်ကတော့အရန်ကိုလှပြီးတော့အရန်ကိုများတဲ့နေရာလေးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစဆုံးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပြန်ဆုံမယ်နော်ဘိုင်ဘိုင်